day 2 to day 27 90 day challenge ကိုတော့စက်တင်ဘာလ1ရက်နေ့ကနေပြီးတော့စတင်ယူထားတာဖြစ်ပါတယ်နေ့စဉ်နဲ့အမျှ Facebook မှာတော့ဗီဒီယိုတွေ day 1နေပြီးတော့ day 27 အထိ upload တင်ဖြစ်ပါတယ် YouTube ကိုတော့အခုမှပဲအနည်းချုပ်အနေနဲ့မှတ်တမ်းယူပြီးတော့တင်ထားခြင်းဖြစ်ပါတယ်ဒီ90 day challenge ကကျွန်တော်ဘဝကျမ်းမာရေးအပြောင်းလဲအတွက်မှတ်တိုင်တစ်ခုဖြစ်မယ်လို့ယုံကြည်ထားပါတယ်ဒီ90 day challenge ကို motivation ဆိုတဲ့ဆက်ရထက်သန်မှုနဲ့စတင်ပြီးတော့ discipline ဆိုတဲ့စီကံရှိမှုနဲ့ဆက်လက်ပြီးတော့တရက်ပြီးတရက်ရွေ့နေပါတယ်နာကျင်ကြိုက်ခဲမှုအထီးကျန်မှုအားငယ်မှုစတဲ့အကြောင်းအရာတွေကိုတွေးနေလို့မရပါဘူးနေပူတာတွေမိုးရွာတာတွေပြင်းတာတွေစတဲ့ပြင်းရီးမှုနဲ့လည်းဆင်ခြေပေးနေလို့မရပါဘူးနေ့စဉ်နဲ့အမျှကျွန်တော်မှရွေးချယ်ခြင်းတွေရှိပါတယ်ဆက်သွားမလားဒီမှာပဲရလိုက်မလား90 day challenge ရဲ့အဓိက vision ကတော့ကျမ်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တစ်ခုတည်ဆောက်နိုင်ရမယ်ကျမ်းမာခြင်းရဲ့တန်ဖိုးကိုလည်းတန်ဖိုးထားတက်လာအောင်သင်ယူသွားမှာဖြစ်ပါတယ်လူတိုင်းအတွက်ကျမ်းမာရေးကအခြေခံအင်္ဂါရပ်တစ်ခုဖြစ်ပါတယ်ချိန်မမှန်အိပ်ဖို့အချိန်မမှန်စားဖို့ကျမ်းမာရေးနဲ့တင်တော်တာတွေကိုပဲရွေးချယ်စားတောင်းနိုင်ဖို့ရည်တက်လို့လောက်စွာပြေဝဖို့ကျမ်းမာရေးဘူးတုတာရှိဖို့ဆိုရင်တော့လက်ရှိကျွန်တော်တို့အားလက်ချိန်ဒီမှာလုံးမိနေတဲ့အလေးကျင့်စိုးတွေတချို့ကိုဖယ်ပြီးတော့အလေးကျင့်ကောင်းတစ်ခုနဲ့အစားထိုးကြည့်အောင်ကျမ်းမာခြင်းကလက်တစ်ပါးပါကဘာပေါ်မှာလူတိုင်းအတွက်အကောင်းဆုံးဆရာဝန်တူရှိပါတယ်တင်ဟာတင်အတွက်အကောင်းဆုံးဆရာဝန်ပါပတ်စံမများရှာချင်လားတင်ချေရတဲ့သူတွေရဲ့အနာမှာအခြေအကြကြီးအတူရှိနေပေးခြင်းလားဒါဆိုရင်တော့တင်ကျမ်းမာနေဖို့လိုပါတယ်ဒီရက်90အောင်မြင်မြင်ပြည့်ပြည့်မြောက်လောက်နိုင်သွားပြီဆိုရင်တော့နေ့စဉ်ဒီကျင့်ခန်းလုပ်ဖို့အကျင့်ကောင်းတစ်ခုရသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီ29ရက်အတွင်းမှာတော့မလိုအပ်ပဲ social media သုံးတာတွေဂိမ်းအလွန်ကျွံစော့မိတာတွေခန္ဓာကိုယ်အတွက်မသင့်တော်တဲ့အစာအသောက်တွေအလွန်ကျွံစားမိတာတွေကိုတော့အနည်းငယ်ရှော့ချလာနိုင်ခဲ့ပါတယ် day 27ပဲရှိပါသေးတယ်သုံးဖို့တပုတ်တော့မရောက်သေးပါဘူးသို့ပေမဲ့ရက်90ပြည့်အောင်ကျွန်တော်လုပ်နိုင်မယ်လို့အပြည့်အဝယုံကြည်ပါတယ်လောကကြီးမှာလွယ်နဲ့ဘယ်အရာကိုမှမရနိုင်ပါဘူးကျမ်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တည်ဆောက်မယ်ဆိုရင်တော့များဆခေါင်းအစားခံပြီးတော့စဉ်းစားနေကြမလို့ပါဘူးလေ့ကျင့်ခံပဲလုပ်ပုံမှန်လုပ်ပေးပါဒါဆိုရင်တော့ကျမ်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တစ်ခုကိုရမယ်လို့ကျွန်တော်ပြေဝယုံကြည်ပါတယ်ဒါကြောင့်မို့ရက်90 challenge မှာလေ့ကျင့်ခံကောင်းရက်90 challenge မှာနေ့စဉ်လေ့ကျင့်ခံလုပ်ဖြစ်ဖို့အတွက်ကိုတိုက်တွန်းထားပါတယ်